မျိုးသမီးတယောက်ဟာသူမရဲ့ချစ်သူပုံကိုဂုဏ်ယူစွာနဲ့ online ပေါ်မှာတင်လိုက်ပါတယ်သူမမသိလိုက်တာကတော့အဲ့ဒီဓာတ်ပုံမှာနိုင်ငံတော်ရဲ့အစင်းမြင့်ချို့ဝက်လေရင်ပုံစံတကြီးကမတော်တဆပါသွားခဲ့တာပါပဲဒါကိုတိလိုက်ရတဲ့သူမရဲ့ချစ်သူကချက်ချင်းဖုံးဆက်ပြီးဓာတ်ပုံကိုအမြန်ဖြတ်ဖို့ပြောခဲ့ပါတယ်ဒါပေမဲ့စိုးရိမ်စိတ်လွန်ခဲ့နေတဲ့အမျိုးသားရဲ့စကားပြောလေတံကတအားပြင်းထန်သွားခဲ့တာကြောင့်အမျိုးသမီးကစိတ်ဆိုးပြီးဖုံးချပစ်လိုက်ပါတော့တယ်တိတ်မကြခင်မှာပဲဒီကိစ္စကိုစစ်တပ်ကတီးသွားခဲ့ပါတယ်စစ်ပတ်ဆိုင်ရာတမှုကြီးကအဲ့ဒီမျိုးသားကိုပြင်းပြင်းထန်ထန်တတိပေးလိုက်ပြီးဒီဓာတ်ပုံကိုအခုချက်ချင်းဖြုတ်ခိုင်းလိုက်မဟုတ်ရင်ဖြစ်လာမယ်နောက်ဆက်တွဲပြဿနာတွေကမင်းထင်ထားတာထက်ပိုဆိုးလိမ့်မယ်လို့အမိန့်ပေးလိုက်တာပေါ့သူရေးစားကဖုံးမကင်တော့တဲ့အတွက်အမျိုးသားဟာသူမရဲ့သူငယ်ချင်းစီကိုအကူအညီတောင်းပြီးနားချခိုင်းရပါတော့တယ်သူငယ်ချင်းဖြစ်သူကဖုံးဆက်ပြီးအခြေအနေကိုရှင်းပြတော့မှအမျိုးသမီးကိစ္စရဲ့ကြီးလေးပုံကိုစတင်သိလိုက်ရပါတယ်ဒါပေမဲ့သူမကမာနနဲ့ငါရေးစားကအစောကလေးကစကားကိုကောင်းကောင်းပြောရင်ငါဖြတ်ပေးပြီးသားပါအခုတော့မဖြတ်နိုင်ဘူးဆိုပြီးစွတ်တိုးနေပြန်ပါတယ်သူငယ်ချင်းဖြစ်သူကဒါဟာစစ်ပတ်ဆိုင်ရာချို့ဝက်ချက်ကိုပေါက်ကြားစေတာမို့မင်းပြစ်ကိုဝန်မခံရင်မင်းချစ်သူပါထောင်ချနိုင်တယ်လို့အသေးတန်နာချပေမဲ့သူမကတော့ခေါင်းမာနေတော့မှာပဲအချိန်တွေကုန်ဆုံးလာတာနဲ့အမျှအဲ့ဒီရှိုးဝက်လေရင်ပုံပါဝင်နေတဲ့ဓာတ်ပုံကိုကြည့်ရှုသူဦးရေကလည်းတစ်စက်ထက်တစ်စပိုပြီးများပြားလာပြီးအရာရှိတွေဟာအရေးပေါ်စည်းဝေးခေါ်လိုက်ရပါတော့တယ်